ကျွန်တော်နားလေဒီမိုကရေစီဆိုတာပြည်သူ့အုပ်ချုပ်ရေးဖြစ်ပါတယ် မဲဆွယ်ရှားခွင့်ရရှိစေရေးဆောင်ရွက်ပေးရန် အနေဆုံးအပြင်လူတွေကသူတို့ကိုစားပြုမဲ့သူတွေကိုလွတ်လွတ်လပ်ရွေးချယ်ပိုင်ခွင့်ရှိရမယ် နောက်တရားဥပဒေသူ့မှုရှိရမယ်လုံခြုံမှုရှိရမယ် မြန်မာလူငယ်တွေကဒီမိုကရေစီဆိုတဲ့နိုင်ငံရေးစနစ်ကိုတောင်းဆိုနေတာဖြစ်ပါတယ်။ကမ္ဘာကုလသမဂ္ဂအဖွဲ့က1998ခုနှစ်စက်တင်ဘာလ15ရက်နေ့မှာဒီမိုကရေစီကြေညာစာတမ်းထုတ်ပြန်ခဲ့တာကိုဂုဏ်ပြုတဲ့အနေနဲ့အဲ့ဒီနေ့ကိုအပြည်ပြည်ဆိုင်ရာဒီမိုကရေစီနေ့အဖြစ်သတ်မှတ်ထားပါတယ်။ဒါဟာလူ့အခွင့်အရေးတွေကိုကာကွယ်မြင့်တင်တာနဲ့တာဝန်ခံမှုရှိတဲ့အဖွဲ့အစည်းတွေပေါ်ပေါက်လာအောင်လုပ်တာလို့လည်းကုလသမဂ္ဂအတွင်းမှုချုပ်က2024ခုနှစ်ဒီမိုကရေစီနေ့တုန်းကပြောခဲ့ပါတယ်။မြန်မာဒီမိုကရေစီခီးကိုပြန်ကြည့်မယ်ဆိုရင်တော့ခက်ခဲကြမ်းတမ်းမှုတွေကိုအများဆုံးမြင်တွေ့ရမှာပါအခုဆိုလဲမြန်မာမှာရွေးကောက်ခံအယက်သားအစိုးရကိုဖယ်ရှားပြီးစစ်အာဏာသိမ်းခဲ့တာ9နှစ်နီးပါးရှိပါပြီဒီအချိန်မှာမြန်မာလူငယ်တွေရဲ့ဒီမိုကရေစီရှေ့အခီးပေါ်ဘလို့အမြင်တွေရှိနေလဲဆိုတာကိုလူငယ်သုံးနဲ့တီးခြားစီဆက်သွယ်ပြီးမေးကြည့်ထားပါတယ်အရင်ဆုံးတော့ပြည်တွင်းမှာနေထိုင်ပြီးနိုင်ငံရေးအကျဉ်းသားတွေအရေးဒီဇိုင်းမမတ်လုပ်နေတဲ့ကိုတိုက်ထွန်းရဲ့အမြင်ကိုကြည့်ရအောင်ပါကိုတိုက်ထွန်းရဲ့စစ်အာဏာသိမ်းထားတာ9နှစ်နီးပါးကြာလာပြီဆိုတော့လေ2025နှစ်လယ်ရောက်ချိန်မှာမြန်မာဒီမိုကရေစီခီးလိုက်ရဲ့အလားအလာကိုဘယ်လိုသုံးသပ်မိလဲရှင်အဲ့တော့ဒီမိုကရေစီမှာအခြေခံကြဆုံးက freedom of expression ပေါ့နော် freedom of speech ပေါ့လူခွင့်ရဲ့ကြီးညာစမ်းမှာလည်းဒါ UHR မှာလည်းတရားဝင်ပြဋ္ဌာန်းထားပြီးဖြစ်ပါတယ်ကျွန်တော်ပြည်သူလူထုတယောက်အနေနဲ့ကိုကြိုက်ရင်ကြိုက်တယ်မကြိုက်ရင်မကြိုက်ဘူးဆိုတဲ့ဝေဖန်ထောက်ပြခွင့်ရှိရမယ်အဲ့တော့ကျွန်တော်တို့ဒီ2021ခုနှစ်အာဏာသိမ်းလိုက်တဲ့အချိန်မှာလည်းကျွန်တော်တို့ပြည်သူတွေဟာကျွန်တော်တို့ဒီအာဏာရှင်စနစ်ကိုမကြိုက်ဘူးကျွန်တော်တို့လိုချင်တာဟာဒီမိုကရေစီဖြစ်တယ်ပို့ပြီးမှကျွန်တော်လေးလေးနက်နက်ပြောရမယ်ဆိုရင် federal စနစ်ကိုအခြေခံတဲ့ဒီမိုကရေစီဖြစ်တယ်အဲ့တော့ကျွန်တော်တို့တွေငြိမ်းချမ်းစွာနဲ့ဆန္ဒပြတယ်စုဝေးတယ်ငြိမ်းချမ်းစွာနဲ့တောင်းဆိုတယ်ဒီလိုအခြေအနေမျိုးမှာကျွန်တော်တို့တွေကိုပြစ်ခတ်ဖမ်းဆီးမတရားညှဉ်းပန်းနှိပ်စက်တပ်ဖြတ်တာအထိကိုပါကျူးလွန်လာတဲ့အခြေအစပြီးမှတော့ဒီမိုကရေစီဆိုတာပျောက်ကွယ်သွားတဲ့အခြေအနေတစ်ခုဖြစ်ပါတယ်အဲ့တော့လက်ရှိအခြေအနေမှာတော့ဒီမိုကရေစီပြန်ရဖို့ federal democracyနိုင်ငံတစ်ခုပေါ်လာဖို့တော့ကျွန်တော်တို့လူငယ်တွေလူကြီးเนาะဒီကြားမခွဲကြဘဲနဲ့အသက်အရွယ်မခွဲကြဘဲနဲ့ရတဲ့ကဏ္ဍကတော့ဝိုင်းပြီးမှတွန်းနေကြဆဲဖြစ်ပါတယ်သူတို့လည်းပဲဒီမိုကရေစီရနေပြီလားလို့ပြောရမယ်ဆိုရင်ကျွန်တော်တို့လိုချင်တဲ့ဒီမိုကရေစီစနစ်တစ်ခုရောက်ဖို့ကတော့အချိန်တစ်ခုကိုယူရမယ့်အခြေအနေတစ်ခုကိုမြင်နေရပါတယ်ခင်ဗျာဆက်ပြီးဥပဒေရေးရာအထူးပြုလေ့လာနေတဲ့မက်ရှင်လန်ရဲ့အမြင်ကိုမေးထားပါတယ်မြန်မာမှာဒီမိုကရေစီပြန်ရဖို့အတွက်ငြိမ်းချမ်းတဲ့နီးဆန္ဒထုတ်ဖော်မှုတွေနဲ့တောင်းလို့မရတော့လို့လက်နက်ကိုင်တော်လှန်ရတယ်လို့လူငယ်တွေကပြောကြပါတယ်ဒီတော့မက်ရှင်လန်ရဲ့ဒီမိုကရေစီနဲ့လက်နက်ကိုင်တော်လှန်ရေးကိုဘယ်လိုနားလည်ထားလဲရှင့်ဒီမိုကရေစီကိုရဖို့ဆိုတာကဒီခေတ်တိုင်းစနစ်တိုင်းဒါမှမဟုတ်လို့ရှိရင်တခြားနိုင်ငံတွေမှာလည်းအမြဲတမ်းဒီငြိမ်းချမ်းစွာဆန္ဒပြတာတို့ငြိမ်းချမ်းစွာလူစုလူဝေးလုပ်ပြီးတော့ပြောလိုက်လို့အာဏာရှင်တွေကဒီပေါ့နော်ဒီမိုကရေစီစနစ်ကိုပေးလိုက်တယ်ဆိုတဲ့ကိစ္စကတိတ်တော့မရှိဘူးပေါ့နော်ဆိုတဲ့အခါမှာလူတွေကဒီဒီမိုကရေစီစနစ်ရဖို့လက်နက်ကိုင်လမ်းစဉ်ကိုရွေးချယ်တာကလူတွေပါဝါကိုပြန်ရဖို့အတွက်ရွေးချယ်တာဖြစ်တဲ့အတွက်ညီမအနေနဲ့တော့ဒါတရားမျှတတယ်ဒီဒီမိုကရေစီစနစ်ကိုပြန်သွားဖို့အတွက်ကိုကျင့်သုံးတဲ့နီးနာတွေနီးလဲနေတဲ့တခုပဲဖြစ်တယ်လို့ယူဆရပေါ့နော်လက်နက်ကိုင်တော်လှန်ရေးအကြောင်းနဲ့ပတ်သက်ပြီးပြည်သူ့ကာကွယ်ရေးတပ်မတော်သားဖြစ်တဲ့အထူးတိုင်းစစ်ဌာနရဲ့ကုတ်ကဲရေးမှူးကိုအောင်ဆန်ရှားကိုဆက်မေးကြည့်ထားပါတယ်ကိုအောင်ဆန်ရှားရေ PDF တွေကိုဖိတ်ခေါ်တယ်လို့စစ်တပ်ကစက်တိုက်ထုတ်ပြောနေပြီးတော့ဒီမိုကရေစီနောက်ပြန်ဆွဲတာကလက်နက်ကင်လမ်းစဉ်ကြောင့်ဖြစ်တယ်လို့ပြောနေပါတယ်။ကွန်ဆန်ရှားရဲ့အမြင်ကရောဒါဒီလက်နက်ကင်ပြီးတော့လောက်တာဒီစစ်တပ်ကအရင်ဆုံးဖြစ်တယ်လက်နက်ကင်ပြီးတော့မှဒီမိုကရေစီလမ်းကြောင်းကိုကျက်သွားအောင်ဒီမိုကရေစီကိုရက်သွားအောင်ဒီမိုကရေစီနဲ့နော်ပြည်ထောင်စုရဲ့နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နိုင်ငံတော်သမ္မတတွေကိုထောင်ထဲထည့်လိုက်တာဒီလက်နက်အားကိုလုပ်ရတာဖြစ်တယ်ဒါကြောင့်လက်နက်ကင်ပြီးတော့ဒီမိုကရေစီကိုပြတ်အောင်လုပ်တယ်ဆိုရင်ဒါစစ်တပ်ဒီခြေဆုံးကလုပ်တဲ့အရင်ဆုံးနော်ဒါမတရားအဖွဲ့အစည်းဖြစ်တယ်နော်အဲ့ဒါကြောင့်မလို့ဒါကျွန်တော်တို့လက်နက်ကင်ပြီးတော့ပြန်တော်လှန်တာဖြစ်တယ်ဒါပေမဲ့ကျွန်တော်တို့လက်နက်ကင်ပြီးတော်လှန်လို့မလို့ဒီမိုကရေစီကိုနှောင့်နှေးစရာအကြောင်းမရှိဘူး2025နှစ်ကုန်ကန်ဒီအခင်းကျင်းကိုကြည့်မယ်ဆိုရင်တော့တော်လှန်ရေးအင်အားစုတွေကအမျိုးသားညီညွတ်ရေးအစိုးရ NUG ကိုပြုပြင်ပြောင်းလဲဖို့တိုက်တွန်းနေပြီးစစ်တပ်ကတော့ရွေးကောက်ပွဲလုပ်ဖို့ရှိနေပါတယ်စစ်တပ်ရွေးကောက်ပွဲကဒီမိုကရေစီလမ်းကြောင်းပေါ်ပြန်ရောက်နိုင်မလားဆိုတဲ့မေးခွန်းအတွက်ကိုတိုက်ထုံးရဲ့အဖြေကိုကြည့်ရအောင်ပါ။မဲ့လက်ရှိချိန်မှာရင်ဆိုင်ရတဲ့ပြည်သူလူထုကိုကျွန်တော်ကကိုချင်းစာဖို့လည်းလိုအပ်ပါတယ်။သူတို့ရဲ့ area မှာနေရတဲ့ပြည်သူလူထုကသူတို့ကိုညှင်းဆန်ဖို့ဆိုရင်ထောင်နဲ့တေဖို့ပဲရှိပါတယ်။အရှိမလဲဒါရွေးကောက်ပွဲကိုစန့်ကျင်ဝေဖန်လို့ဆိုမှဖမ်းခံရတဲ့သူတွေเนาะအမိတ်နေရလဲ
9နှစ်6နှစ်9နှစ်ဆိုအနည်းဆုံးချတဲ့ကိစ္စဖြစ်ပါတယ်တည်ရန်လောက်ထိတောင်ပေးလို့ရတဲ့အခြေအနေတခုကိုရွေးကောက်ပွဲမတိုင်ခင်မှာဒါသူတို့ကြီးညာခဲ့တဲ့ဥပဒေတွေကကျွန်တော်တို့တွေ့ရပါတယ်ဒီလိုအခြေအနေကိုရင်ဆိုင်မဲ့ပြည်သူလူထုကသူတို့ရဲ့ဥပဒေတွေမှာပါတဲ့ဟာတွေကအကြောက်တရားပါတာဆိုတော့အကြောက်တရားပါလာရင်ဒီမိုကရေစီကဘယ်တော့မှဖြစ်မှာမဟုတ်ပါအဲ့တော့စစ်တပ်လုံးမဲ့ဒီမိုကရေစီဆိုတာကျွန်တော်ခုနကပြောလို့ပါပဲဘလို့မှယုံကြည်စရာမရှိဘူးဆိုတော့ပြည်သူလူထုကကျွန်တော်တို့ထက်ပိုနားလဲပါတယ်ဘာလို့လဲဆိုတော့ပြည်သူလူထုကကျွန်တော်တို့ထက်စစ်တပ်ရဲ့ဖိနှိပ်မှုအောက်မှာနေ့စဉ်24နာရီလုံးနေရတဲ့ပြည်သူလူထုကပို့ပြီးမှသူတို့နားလဲပါတယ်ဒါကြောင့်မို့လို့တော့ရွေးကောက်ပွဲဖြစ်ကောင်းဖြစ်နိုင်ပါတယ်ဒီမိုကရေစီကခေါင်းစဉ်ဖြစ်ကောင်းဖြစ်နိုင်ပါတယ်ဒါပေမဲ့ကျွန်တော်တို့လက်ရှိပြည်သူလူထုရင်ဆိုင်နေရမယ့်အခက်အခဲအကျက်တွေကဒီတိုင်းပဲဆက်ရှိနေမှာဖြစ်ပြီးမှကျွန်တော်တို့တော်လိုင်းရတယ်ဒီတိုင်းပဲဆက်ရှိနေမှာဖြစ်ပါတယ်ဒါကစစ်တပ်လုံးမဲ့အပိုင်းလိုက်ရွေးကောက်ပွဲအကြောင်းလူငယ်တယောက်ရဲ့အမြင်မှာဆက်ပြီးတော်လိုင်းအင်အားစုတွေကမျှော်မှန်းထားတဲ့ Federal Democracy စနစ်အတွက် NUG အစိုးရရဲ့ပြုပြင်ပြောင်းလဲရေးကအရေးကြီးတယ်လို့ကွမ်ဆန်ရှားက BBC ကိုပြောထားပါတယ်ဒီကာလဒီကျွန်တော်တို့အခက်အခဲဆုံးကာလဖြစ်တယ်နောက်တစ်ခုကျတော့ဒါဒီနောက်ဆုံးအခြေအနေဖြစ်မယ်စစ်ကောင်စီလည်းပဲရွေးကောက်ပွဲလုပ်တာဒီသူ့ရဲ့နောက်ဆုံးခြေလှမ်းဖြစ်တယ်ဒါဒီနောက်ဆုံးအခြေအနေဖြစ်တယ်ဒီအခြေအနေမှာသူတို့မနိုင်ရင်သူတို့ရှုံးမယ်ကျွန်တော်တို့လည်းဒါကျွန်တော်တို့နောက်ဆုံးအချိန်ဖြစ်တယ်နောက်ဆုံးအခွင့်အရေးဖြစ်တယ်ကျွန်တော်တို့အခုလက်ရှိစိုးမိုးထားတဲ့စိုးမိုးနေပြီကျွန်တော်တို့ရောက်ရှိနေတဲ့နေရာကျွန်တော်တို့ရဲ့လူအင်အားကျွန်တော်တို့လက်နဲ့လက်ရှိထက်တန်နေတဲ့ဒီစိတ်ခွန်အားတွေနဲ့ဒီအချိန်မှာတိုက်မှာပဲကျွန်တော်တို့ကရမှာဖြစ်တယ်ဒီအချိန်မှာကျွန်တော်တို့နိုင်လို့ရှိရင်ကျွန်တော်တို့ဒီပွဲပြီးသွားမယ်အခု2025 2026ဒီမှာကျွန်တော်တို့လုံးဝပြီးပြအောင်အစွမ်းကုန်လုပ်ဖို့လိုတယ်တစ်ဖက်မှာလည်းမြန်မာကိုကြော်လွန်ပြီးဒေတာရင်းကဒီမိုကရေစီအခင်းကျင်းကိုကြည့်မယ်ဆိုရင်လည်းအင်ဒိုနီးရှားနဲ့နီပေါတို့မှာအစိုးရရဲ့လုပ်ရက်တွေကိုစက်ညင်ကန့်ကွက်ပြီးလူငယ်တွေဆန္ဒပြနေပါတယ်အင်ဒိုနီးရှားမှာကြောင်းတက်နေတဲ့မက်ရှင်လန်အနေနဲ့လည်းဒီဖြစ်စဉ်တွေကိုမြင်နေရမှာဆိုတော့ကမ္ဘာတလွှားမှာဖြစ်လာတဲ့ဒီမိုကရေစီရဲ့သဘောတဘာဝကိုဘယ်လိုမြင်မိလဲရှင့်အင်ဒိုနီးရှားမှာဆိုလို့ရှိရင်သူတို့ဘာကြွေးကြော်လဲဆိုတော့ပေါ့နော် don't mess with the taxpayer ဆိုပြီးတော့ဒီ taxpayer တဲ့သူတွေကိုလာပြီးတော့မစမ်းနဲ့ပေါ့နော်အခုလိုဒီ DPRD ကိုမီးရှို့လို့မှဒီ democracy သူတို့ပြုပြင်ပြောင်းလဲရေးကိုမလုပ်ဘူးဒီသူတို့မကြိုက်တဲ့ policy တွေကိုမပြုပြင်ပေးဘူးဆိုလို့ရှိရင်ဒီအမတ်တယောက်ချင်းစီလွတ်တော်တွေမှာထိုင်နေအမတ်တယောက်ချင်းစီရဲ့အိမ်တွေကမီးရှို့မယ်ဆိုပြီးတော့အဲ့လိုကြွေးကြော်အတန်ရှိတယ်ပေါ့နော်အဲ့အခါမျိုးမှာညီမတို့တွေးမိတာပေါ့နော်တကယ်ရောညီမတို့ဒီမိုကရေစီဆိုတာကခုနလိုအများနဲ့ငင်းငင်းချင်းချင်းဆန္ဒပြဖို့လိုတာလားညီမတို့ဒီ oppress လုပ်ထားတဲ့ဒီဖိနှိပ်ထားတဲ့ရန်တရားကိုညီမတို့ကတွန်းလှန်တဲ့အခါမှာတကယ်ရောငင်းငင်းချင်းချင်းတော့အများနဲ့ငင်းငင်းချင်းချင်းတော့လို့အဆင်ပြေပါမလားဆိုတဲ့ဟာအမေခွန်းဖြစ်လာတယ်ပေါ့နော်အဲ့ဆိုအဲ့ဟာနဲ့ခုနလိုမျိုးဒီလက်နက်ကင်လမ်းစဉ်တို့ပါလို့ဆိုတာကဒီညီမတို့ကိုဖိနှိပ်ထားတဲ့ရန်တရားဖိနှိပ်ထားတဲ့သူတွေဒီလူတွေရဲ့လုပ်အားကိုဒီကောင်းမွန်ဖြတ်ပြီးတော့လူတွေရဲ့ပေးထားတဲ့ tax တွေနဲ့လူတွေကိုပြန်ပြီးဖိနှိပ်တဲ့သူတွေကိုညီမတို့ကတွန်းလှန်နေဆိုတဲ့ကိစ္စကကိုကဒါလူတွေလိုချင်တဲ့ဒီတရားမျှတမှုပဲဖြစ်တယ်ပေါ့နော်အဲ့ဒါကပဲ democracy စနစ်ဖြစ်တယ်အဲ့ဒီအယူဆကလည်းအခုဒီအိမ်ကြီးချင်းနိုင်ငံတွေမှာလည်းပြန့်နှံ့နေပြီဆိုတော့ညီမတို့လည်းအဲ့လိုအများနဲ့ညီမတို့တွေးခဲ့တဲ့ဒီငင်းငင်းချင်းချင်းဖြစ်ရမယ်လို့ဘာလို့ပြန်ပြီးတော့စဉ်းစားတင်တယ်လို့ထင်တယ်ပေါ့နော်ဒါပေမဲ့တစ်ဖက်မှာလည်းအဲ့ဒါကဘယ်အတိုင်းတာထီကိုဖြစ်မှာလဲဆိုတာတွေပြီးတော့တရားမျှတမှုကိုတကယ်တော့မှာလားဆိုတာတွေကတော့စဉ်းစားကြရအများကြီးရှိမယ်လို့ထင်ပါတယ်အခုမက်ရှင်လန်ပြောသွားတာအရဆိုရင်အင်ဒိုနီးရှားနဲ့နီပေါတို့မှာ generation Z လူငယ်တွေရဲ့ဆန္ဒပြပွဲစင်ကဲပြောင်းလဲမှုတွေကဒီ2021စစ်အာဏာသိမ်းစားကမြန်မာလူငယ်တွေရဲ့လှုပ်ဆောင်မှုနဲ့တူတယ်လို့နားလည်နိုင်ပါတယ်မက်ရှင်လန်အဖြေကိုစက်နားထောင်ကြည့်ကြမလားရှင့်အမြဲတမ်းဒီဖိနှိပ်မှုကလည်းအစိုးရတွေကပဲလုပ်တာဖြစ်တယ်ပြီးတော့လူတွေကိုတက်ဖြတ်တာဘယ်လိုနည်းနဲ့အကြောက်တရားရိုက်သွင်းရမလဲဆိုတာကိုလည်းအစိုးရတွေကပဲစပြီးလုပ်တာအဲ့ဒါတွေကိုတွန်းလှန်နေမှာနီးနာမတူသွားတာပဲရှိမယ်ပေါ့နော်ဆိုတော့ဒီမြန်မာနိုင်ငံကဖြစ်တဲ့ဒီဖြစ်စဉ်တစ်လျှောက်လုံးဒီငင်းငင်းစာဆန္ဒပြပွဲတွေကစလို့ဒီလက်နက်ကင်လမ်းစဉ်တွေဒီလူထုကရွေးချယ်တဲ့လမ်းစဉ်တွေအကုန်လုံးကတခြားနိုင်ငံမှာရှိတဲ့ဒီလူခွင့်ရေးကာကွယ်တဲ့သူတွေចောင်းသားတွေအတွက်လည်းအများတန်းအဲ့လိုနီးနာတော့ဖြစ်မဲ့ဒီသင်ခန်းစာယူစရာတွေကတော့ဖြစ်မယ်လို့ယုံကြည်တယ်ပေါ့နော်နောက်ဆုံးအနေနဲ့လူငယ်တွေရဲ့ဒီမိုကရေစီပေါ်ယုံကြည်မှုနဲ့ပတ်သက်ပြီးအာဏာသိမ်းစ2021နဲ့2025ကာလနှစ်ခုအပေါ်နှိုင်းယှဉ်ကြည့်ပေးလို့ရမလားလို့မေးကြည့်တော့တူညီတဲ့အဖြေကဒီမိုကရေစီကိုလိုလားနေကြတော့မှာ2015မှာအသက်15နှစ်လောက်နဲ့နေခဲ့ရတဲ့သူက2020မှာဒီမိုကရေစီကိုကောင်း9နှစ်စာလောက်တော့ခံစားခွင့်ရပါတယ်
အဲ့လိုခံစားခွင့်ရခဲ့တဲ့အချိန်မှာပြောခွင့်ဆိုခွင့်အမှန်ကိုအမှန်လို့ပြောခွင့်အမှားကိုအမှားလို့ထောက်ပြခွင့်ရခဲ့ပါတယ်2021အာဏာသိမ်းလိုက်တဲ့အခါမှာဒီမိုကရေစီဟာနောက်ပြန်ဆုတ်သွားပြီးအာဏာရှင်စနစ်ကအရှိကိုရောက်လာတဲ့အပေါ်မှာတိတာပါကိုယ်တိုင်ခံစားလိုက်ရပါတယ်အာဏာရှင်စနစ်ရဲ့ဒဏ်တွေကိုအခုချိန်ကြီးလည်းကျွန်တော်ခံစားနေရဆဲဖြစ်တယ်ပြည်သူလူထုအားလုံးဒီပါခံစားပြီးသွားပြီအထွေထွေအကြက်တွေနဲ့ခံစားပြီးသွားပြီတရားဓမ္မစစ်မှုထမ်းရတဲ့ဥပဒေစစ်တပ်ကအမိန့်ကိုထုတ်လိုက်ရင်အားလုံးကလိုင်းနာခြင်းဖြစ်စေပြည်သူထောက်ခံမှုမရှိသည့်ဖြစ်စေအားလုံးကလိုက်ပါဆောင်ရတဲ့ဒဏ်ကိုခံပြီးသွားပါတယ်2015လောက်ကဒီမိုကရေစီကိုပြန်ရမယ်ဆိုရင်တော့ပြည်သူလူထုကပြန်လိုချင်မှာပါပဲအစစ်မှန်တဲ့ဒီမိုကရေစီကိုကျွန်တော်ကလိုချင်တာဖြစ်တဲ့အတွက်ရင်းနှီးပိစက်မှုလုပ်နေရတဲ့အခြေအနေဖြစ်ပါတယ် အခြေခံရပိုင်ခွင့်ဖြစ်တဲ့လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်တို့တခုခုပြောလိုက်တော့အဖမ်းခံရတာပြေးရတာအဲ့လိုနောက်ဆုံးအသက်ခံရတာအထိပါရှိလာတယ်ဆိုတော့ဒီဒီမိုကရေစီစနစ်ကဘယ်လောက်တန်မိုးရှိတယ်လူတွေကအသက်ရှင်နေပေမဲ့လွတ်လပ်မပြောရရင်ဒါမှမဟုတ်ရင်အဲ့လိုဖိနှိပ်မှုကကိုတိတိတတ်တာကိုချုပ်တီးထားရတယ်အဲ့လိုမျိုးဆိုလို့ရှိရင်အသက်ရှင်နေပေမဲ့မပျော်ဘူးပေါ့နော်အဲ့ဒါကိုဒီပြည်တွင်းမှာရှိတဲ့ကာလတွေမှာကောင်းကောင်းသိတယ်ပေါ့နော်လူတွေရဲ့ယုံကြည်မှုကဒီဒီမိုကရေစီအပေါ်သူတို့ယုံကြည်တဲ့လူပေါင်းဖွဲ့စည်းပေါ်မှာဒီသူတို့အသက်တွေတောင်ပေးဝါရလောက်အောင်အတန်မိုးရှိတဲ့ကိစ္စဆိုတော့ပို့ပြီးတော့ဖြတ်တန်းမှုရအောင်တေချာနားလေလာတယ်လို့ထင်ပါတယ်။ဒီဆန်နာသိမ့်လို့ဒါကျွန်တော်တို့ကအကြောင်းမျိုးကြောင့်ဒါပြည်သူ့ကာကွယ်ကြံ့တော်သားဆိုပြီးတော့တော်လိုင်းတက်တွေရဲ့ရဲဘော်တွေနော်ကဏ္ဍပြည်ပြည်ခေါင်းဆောင်တွေဖြစ်လာကြတာဒီဒါပြီးသွားလို့ရှိရင်ကျွန်တော်တို့လည်းရသားတယောက်အနေနဲ့နော်ဒီမိုကရေစီရဲ့တကယ်အသီးပွင့်ရတာကိုပြန်ခံစားခြင်းလူငယ်တယောက်အနေနဲ့လည်းကျွန်တော်တို့ပြန်ခံစားခြင်းတယ်ဒီတက်ဖြစ်သွားလို့ဒီမိုကရေစီစိတ်ကြောင်းသွားမှာမဟုတ်ဘူးနော်ဒီတက်ဖြစ်သွားရင်လည်းဒီတက်ဒီနောက်ဆုံးမှာဒီမိုကရေစီနဲ့တကယ်လိုက်လျောညီထွေတဲ့နော်နိုင်ငံရေးမှာနော်လုံးဝပါဝင်ပတ်သက်မှုမရှိတဲ့နော်တကယ်အရသာအုပ်ချုပ်မှုအောက်မှာတိတိပပနဲ့လိုက်နာနိုင်တဲ့တက်တစ်ခုဖြစ်အောင်တော့ကျွန်တော်တို့တိဆောက်ခဲ့မယ်ဖက်ဒရယ်အာမီတစ်ခုလို့ပေါ့နော်နိုင်ငံလုံးအတွက်အဓိကကျတဲ့အာမီတစ်ခုအားလုံးပါဝင်တဲ့အာမီတစ်ခုနော်ဒီဒါကိုကျွန်တော်တို့တိဆောက်ခဲ့မယ်ဒီဒါတိဆောက်ပြီးသွားရင်တော့အရသာအနေနဲ့ကျွန်တော်တို့ဒီမိုကရေစီရဲ့အသီးပွင့်ကိုကျွန်တော်တို့ပြန်ခံစားခြင်းပါတယ်ပေါ့ဟုတ်ကဲ့အခုလိုဖြေကြားပေးလို့ကိုတိုက်ထုံးကိုရောကိုအောင်ဆန်ရှားကိုရောမက်ရှင်လန်ကိုရောကျေးဇူးတင်ပါတယ်ဒါကတော့လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နိုင်ငံသားတွေရဲ့လွတ်လပ်ခွင့်တွေနဲ့တရားဥပဒေစိုးမိုးရေးတွေကိုလက်ကင်ထားခြင်းရဲ့အရေးပါမှုတွေအားကောင်းလာစေဖို့ရည်ရွယ်တဲ့အပြည်ပြည်ဆိုင်ရာဒီမိုကရေစီနေ့မှာမြန်မာလူငယ်တွေရဲ့ဒီမိုကရေစီအပေါ်အမြင်တွေကိုစူးစီးပြပြပေးခဲ့တာဖြစ်ပါတယ်။ဒီစီစဉ်အပါအဝင် BBC ရဲ့သတင်းနဲ့ရုပ်သံထုတ်လွှင့်ချက်တွေကို website စာမျက်နှာဖြစ်တဲ့ www.bbcburmese.com မှာဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။လူမှုကွန်ရက်စာမျက်နှာတွေဖြစ်တဲ့ Facebook, YouTube, Instagram နဲ့ Telegram တို့မှာလည်းသတင်းတွေကိုအချိန်နဲ့တပြေးညီတင်ဆက်ပေးနေပါတယ်ရှင်။